အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကကျွန်တော်ဘွားမှာလည်းမြင်မှုတယ်ပေါ့နော်လူပုဂ္ဂိုလ်ကြီးတွေပေါ့ဒီဂုံကောင်းတွေရှိတယ်နာမည်ကောင်းတွေရှိတယ်ကောင်းကျိုးတွေလုပ်ခဲ့တယ်ပရိုက်တာတွေလုပ်ခဲ့တယ်အဲ့လိုလူကြီးတယောက်ကဗျာတရက်ကျတော့နာမည်ဆိုးကြီးထွက်သွားတယ်ဗျာဒုက္ခရောက်တယ်ပေါ့ဒုက္ခရောက်တဲ့အခါမှာသူ့ရဲ့ဒီကောင်းခဲ့တဲ့ဂုံပုတ်တွေအကုန်လုံးကိုပြစ်ချပြီးတော့အသေးလေးရေသွန်းပြစ်ချပြီးတော့ပျောက်ကွယ်သွားတယ်ပေါ့နော်ကျွန်တော်ဒီနေ့ပြောမယ့်အရာကအဲ့ဒါတွေနဲ့ပတ်သက်လို့ပြောချင်တဲ့အရာပေါ့နော်ရုပ်ရှင်နာမည်က The Jet ဆိုတဲ့ရုပ်ရှင်ဖြစ်ပါတယ်ကျွန်တော်အဲ့ဒီအကြောင်းတော်ကီဖောက်လိုက်ကြစို့ KDK တော်ကီဖုတ်လိုက်ကြစို့ဒီရုပ်ရှင်ရဗျာတရားသူကြီးပေါ့နော်ပထမဆုံးပြောချင်တာဂျိုဇက်ဖန်မာဆိုတဲ့တရားသူကြီးပေါ့နော်တရားသူကြီးကသူကအသက်80ကျော်ပြီအဖိုးကြီးတယောက်ဖြစ်နေပြီပေါ့နော်အဖိုးကြီးဖြစ်နေတဲ့အချိန်မှာနှစ်ပေါင်း40ကျော်လောက်ကိုသူကတရားသူကြီးလုပ်ခဲ့တာဂုံပုတ်တွေဘာနေကျွန်တော်ခုနပြောသလိုပဲခုံတွေပါရမ်းရှိတယ်နာမည်ကောင်းတွေပေါ့နော်တမတ်ကြတယ်အဲ့လိုလူမျိုးပေါ့နော်တရက်ကျလူတက်မိသွားတယ်ဆိုတော့အနေသားဖြစ်သွားတယ်ပေါ့နော်သူနဲ့အစင်မပြေခဲ့တဲ့လူတယောက်ပေါ့နော်မပြေခဲ့တဲ့လူတယောက်ကိုသူမုန်းတီးနေလောက်တဲ့လူတယောက်အဲ့လူတယောက်ကတေသွားတယ်သူနဲ့လည်းလမ်းမှာဆုံခဲ့တယ်ဆိုတော့တပ်တွေလည်းရှိတယ်သူကိုယ်တိုင်မောင်းနေတဲ့ကားမှာလည်းအဲ့လူရဲ့သွေးရတွေ့တယ်ဒီအမှုကပြောမှဆိုရင်တော့သူတတ်တယ်ဆိုတော့အမှုဖြစ်သွားပြီသူနာမည်ပြတ်နိုင်တယ်နာမည်ပြတ်နေပြီပေါ့ဗျာတကယ်တမ်းဆိုရင်ဒါပေမဲ့တစ်ဖက်မှာလည်းနှစ်ပေါင်း40ကျော်လောက်ကိုသူကတမတ်ကြနဲ့ကောင်းကောင်းမွန်နေခဲ့တယ်ဥပဒေအကြောင်းကိုလည်းကောင်းကောင်းနားလည်နေတဲ့လူတယောက်ကလူတတ်ပါမလားပေါ့နော်အဲ့လိုမျိုးနေတိုင်းဖြစ်နေတယ်တစ်ဖက်မှာလည်းတက်သေးတွေကလည်းတခြားတရားခံလည်းမရှိဘူးသူပဲရှိတယ်အဲ့လိုပုံစံမျိုးဖြစ်နေတယ်ပြီးတော့လည်းဒီလိုအမုန်းတရားတွေကလည်းရှိနေတဲ့လူတယောက်ဆိုတော့သူကအဲ့လိုအမှုကိုရင်ဆိုင်နေရတယ်ကျွန်တော်ပြောချင်တာကသူပျောက်ကွယ်သွားမလားပေါ့နော်ပျောက်ကွယ်သွားမလားဆိုတာကဒီလိုဂုံပုတ်တွေဘာတွေတဲတဲ့ရေသွန်းလုပ်ပြီးတော့သူ့မှာရှိတဲ့ဥပဒေတွေသူတတ်တည်မတတ်တည်ခဏထောင်းသူဒုက္ခရောက်မဲ့အရာကိုရှောင်လွှဲသွားလို့ရတယ်ဗျာအသက်ကလည်းကြီးနေပြီလူကတတ်မိသွားတယ်သူ့ရဲ့ဥပဒေအတိုင်းဝိုင်းနဲ့ဒါအက်ဆီဒန့်မှာဘာညာပြောပြီးတော့သူတတုံးလုပ်ခဲ့တဲ့ဂုံပုတ်ကြီးပေါ့နော်တရားသူကြီးဖြစ်အနေ40ကျော်လောက်လုပ်ခဲ့တဲ့ဒီမျိုးကဂုံပုတ်ကြီးကိုအစွန်းလွတ်ခံပြီးတော့သူဒီဥပဒေရဲ့အဖြစ်ပေးမှုရှောင်လဲသွားလို့ရတယ်ဗျာတကယ်တမ်းဆိုရင်သူအဲ့လိုမျိုးရှောင်လဲသွားရင်သူ့ရဲ့နာမည်ဆိုးကြီးတဲ့ကြံကောင်းကြံခဲ့မယ်သူပျောက်သွားမယ်ပေါ့နော်ကျွန်တော်ပြောချင်တာအဲ့အကြောင်းပေါ့နော်ဆိုလိုတာကဒီဇလန်ကတကြက်ဒါမဲ့ကျွန်တော်ဒီစကားကိုကျွန်တော်နာမည်ပေးထားတာတခုရှိတယ်ဗျာခုံပုတ်ဆိုတဲ့တရဖူကိုဒုက္ခဆိုတဲ့မီးနဲ့စမ်းသပ်ခြင်းသူ့ရဲ့ခုံပုတ်တွေအကုန်လုံးကိုဒုက္ခလေးနဲ့သူပေးလိုက်တဲ့အချိန်မှာသူရှုံးပေးမလားသူကိုကြိုးအတွက်ပေါ့နော်သူလွတ်အောင်ရှုံးပြီးတော့နာမည်တွေအကုန်လုံးပြက်ခန့်ပြီးတော့ထောင်မကြအောင်သူလှုပ်သွားမလားပေါ့နော်တတ်သူတတ်တယ်မတတ်တယ်တွေဘာညာတွေကတပိုင်းပေါ့နော်အဲ့ဒါထားလိုက်အောင်ဂျိုဇက်ဖင်မာဆိုတဲ့အကြောင်းပေါ့နော်တရားသူကြီးအကြောင်းပေါ့နောက်တစ်ယောက်ကကျတော့ဟန်ဖန်မာဆိုတဲ့အကြောင်းဟန်ကရှေ့နေတယောက်ဂျိုဇက်ဖန်မာရဲ့သားအလက်ဂျိုဇက်ဖန်မာသား3ယောက်ရှိတယ်အဲ့ဒီကအလက်ကောင်ကဟန်ကအရန်တော်တယ်ရှေ့နေအရန်တော်တယ်ထက်မြက်တယ်အမှုတွေနိုင်ရတဲ့သဘောကျတယ်သူကိုယ်တိုင်ကကြားတဲ့ပုံကိုမျိုးကလည်းအရှုံးမရှိတဲ့ပုံကိုမျိုးသူကအားကြတယ်သူကိုယ်တိုင်လည်းအဲ့လိုတော်တယ်ထက်တယ်သူကိုယ်တိုင်လည်းအဲ့လိုကြိုးစားနေတဲ့လူတယောက်ပေါ့နော်တောင်းသူအမှုလိုက်ပေးတဲ့ဘက်ကအနိုင်ရတာများတယ်အဲ့လိုလူမျိုးကဘယ်လိုလူမျိုးလဲဆိုတော့သူကငယ်ဘဝမှာသူမားခဲ့ရင်တော့သူကအမားကိုသိမဝင်ခံတတ်ဘူးမှန်အောင်ပြောတယ်ပေါ့နော်အဲ့လိုလူမျိုးဗျအဲ့လိုလူမျိုးဖြစ်လို့လဲသူကရှေ့နေမှာအနိုင်ရတာကိုအနိုင်ကိုစားလောင်တယ်သူကအဲ့လိုပုံစံမျိုးမားရင်တော့မှဗျာမှန်အောင်လုပ်နိုင်တဲ့ကောင်မျိုးအဲ့လိုလူမျိုးပေါ့နော်အဲ့လိုလူမျိုးဂျိုဇက်ဖင်မှာတားတော်ထားတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကြားမှာတင်းမာမှုတစ်ခုရှိတယ်အကြောင်းအရာဘာလဲဆိုတော့တားဖားနဲ့တင်းမာမှုပေါ့နော်အကြောင်းအရာဘာလဲဆိုတော့ဂျိုဇက်ဖင်မှာတား3ယောက်ရှိတာအကြီးဆုံးတစ်ယောက်ကငယ်စဉ်တုန်းကဘေးစ်ဘောမှာရိုက်တာအရန်တော်တယ်ဘေးစ်ဘောအားကစားမှာအရန်တော်တယ်လူတစ်ယောက်ပေါ့နော်အဲ့ဒါကိုသူသားလက်ဟန်ကကားခိုးစီးနေပေါ့နော်အတူသူ့အကိုခေါ်ပြီးကားခိုးစီးနေအက်ဆီဒန့်ဖြစ်သွားတယ်အဲ့အချိန်မှာသူ့အကိုကလက်ကျိုးသွားပြီးတော့ဘေးစ်ဘောကစားလို့မရတော့အဲ့တော့သူ့ဖေကြီးဂျိုဇက်ကလည်းဒေါသရထွက်တယ်ဒီသားလက်ကြောင့်သူ့ရဲ့သားကြီးရဲ့အနာဂတ်ကပျက်စီးသွားခဲ့တယ်အောင်မြင်နိုင်တဲ့လူတစ်ယောက်ကပျက်စီးသွားခဲ့တာဖြစ်တဲ့အတွက်သူသားလက်ကိုသူတိတ်စင်မပြေတော့ဘူးနော်တင်းမာမှုဖြစ်သွားတယ်သူသားလက်ကလည်းစိုးမြဲဆိုးတယ်သူမားခဲ့တယ်လို့ဝင်မခံဘူးဘာလို့ဝင်မခံလဲဆိုတော့သူငယ်ဘဝပေါ့နော်အမားကိုမားတယ်ဘာညာသူဖြည့်သိမ့်နေမဲ့ကောင်မဟုတ်ဘူးအဲ့လိုအမှန်ပဲသွားတဲ့ကောင်မငယ်ဘဝဖြစ်တဲ့အတွက်လူငယ်တဘာဝပဲသူဘာသိလို့လုံးမိရလဲသူဒီပုံစံတိုင်းပဲသွားတယ်သူ့ဖေနဲ့မတည့်မှုကြားထဲမှာပဲသူရှင်တန်ခဲ့တယ်ဒါပေမဲ့သူကစာရန်တော်ပြီးတော့
ကြိုးစားခဲ့တာဖြစ်တဲ့အတွက်တစ်ဖက်မှာကြိုးစားခဲ့တော့သူကအရန်တော်တဲ့ရှေ့နေဖြစ်မျိုးမှာအလောက်ကန်ရတယ်တရက်မှာဇလန်းအစပေါ့နော်ကျွန်တော်ဇလန်းအစပြောမယ်တရက်မှာသူကတရားရုံးအမှုတွေလိုက်နေရင်လည်းသူ့မိရဲ့အာတုပအတွက်နဲ့သူနေကိုပြန်ရတယ်ပြန်တဲ့အချိန်မှာသူ့အဖေနဲ့သူ့ညီကိုတွေနဲ့စုံကြတယ်ပေါ့အဲ့လိုပြန်စုံကြရင်လည်းဇလန်းအစတယ်အဲ့အာတုပရက်မှာပဲသူ့အဖေကပူဆွေးနေတယ်သူ့အဖေကသူကရက်တောက်တယ်လို့သူကထင်လိုက်သေးတယ်ရက်တွေမြန်တောက်နေမလားပေါ့နော်ပူဆွေးနေပြီးတော့ဘာဖြစ်လို့ထင်လဲဆိုတော့သူ့အဖေကတရားရုံးမှာတရားသူကြီးလုံနေတော့မှသူ့အဖေကသူ့ရဲ့ဒီစက်ရေးပေါ့နော်စက်ရေးဝန်ထမ်းကိုသူကနာမည်မေ့နေသူနဲ့နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့စက်ရေးကိုနာမည်မေ့နေတာတွေ့တော့သူ့ဖေကရက်တွေများတောက်နေပြီလားပေါ့နော်အသက်တွေကြီးနေတော့သူ့လိုထင်လိုက်အဲ့လိုနဲ့အာတုပရက်မှာပဲသူ့ဖေကခုနပြောတဲ့လူသတ်မှုကိုဖြစ်သွားတယ်သူ့ဖေကကားမှာသူ့ဖေနဲ့ပုဂ္ဂိုလ်ရေးအဆင်မပြေဖြစ်ခဲ့တဲ့လူတယောက်ရဲ့သွေးကိုတွေ့တယ်အဲ့ဒီလူကလည်းသေနေတယ်အဲ့ဒါနဲ့ရဲစခန်းရောက်အမှုတွေရင်ဆိုင်ရပြီပေါ့ဒါပေမဲ့သူသားလက်ကရှေ့နေကောင်းတိုးတော့သူနဲ့မတည့်တဲ့အတွက်သူသားလက်ကိုသူကရှေ့နေမငားဘူးသူသားလက်ကသူ့အဖေဆိုတဲ့အရာဆိုတာရှိတဲ့အတွက်သူကတန်ရောစင်ရှိတယ်သူ့ဖေငယ်ဘဝအကြောင်းလေးတွေတွေးပြီးတော့တာပါနှစ်ယောက်ဆက်ဆံရေးတင်းမာနေပေမဲ့တန်ရောစင်တွေမြင်နေရတယ်မျက်လုံးတွေကအဲ့လိုအနေထားနဲ့သူ့ဖေကိုသူလိုက်ကူညီဖို့ကြိုးစားတယ်ပေါ့နော်တစ်ဖက်ကသူ့ဖေရှေ့နေငားပေမဲ့သူငားတဲ့ရှေ့နေကတိတ်ပြီးတော့နေဘက်ကရှေ့နေလေးဖြစ်တာလည်းပါတယ်ဗျာလူတတ်မှုတွေနဲ့ပတ်သက်ပြီးမကျွမ်းကျင်ဘူးအဲ့တော့သူ့ဖေရှုံးမှုများတယ်သူ့ဖေကအခုကျွန်တော်ပြောတဲ့အပိုင်းကိုရောက်လာပြီပေါ့နော်ဂုံပုတ်ဆိုတဲ့တရဖူကိုဒုက္ခဆိုတဲ့မီးနဲ့စမ်းသပ်ခြင်းပေါ့သူ့ဖေကအဲ့လိုစမ်းသပ်ခံနေရပြီလောင်တော်ရွတ်လောင်နေပြီဗျာသူ့ဖေမှာဖြစ်နေတဲ့ပြဿနာဘာလဲဆိုတော့အဲ့လူသားမှုအပေါ်မှာသူ့ဖေကဖြစ်နေတဲ့ပြဿနာဘာလဲဆိုသူ့ဖေကလူသားခဲ့တာမမှတ်မိဘူးဆိုတာအဲ့ဒီလူတယောက်ကိုသူတွေးခဲ့တယ်သူခေါင်းထဲမှာရှိခဲ့တယ်အဲ့လူတယောက်သူပြင်ညဘက်ပြင်သွားနေသူကားစီးနေသူတွေးခဲ့တယ်သူကဘယ်လမ်းကိုဘလို့သွားပြီးတော့သူပြန်လာခဲ့တယ်အဲ့ဒါပဲသူမှတ်မိတယ်ဒါပေမဲ့ဒီလူကားနဲ့တိုက်တက်ခဲ့တယ်လို့သူ့ကိုသူမသိဘူးသူကအဲ့ဒီနေရာမှာလုံးဝလွတ်မမ်မိုရီအပိုင်းစလွတ်နေပါနော်အဲ့လိုလွတ်နေတဲ့အမှုသူကမှန်မှန်ကန်ကန်ပဲစုံဖြတ်တဲ့လူမှန်မှန်ကန်ကန်ပဲပြောတဲ့လူမျိုးဒါပေမဲ့အဲ့ဒီတခုတော့သူဝင်မခံနိုင်ဘူးသူမသိဘူးတဲ့ရဲတို့လည်းသူဒီလိုပဲပြောတယ်ဒီဒုက္ခဆိုတဲ့မီးနဲ့လောင်မြိုက်နေတဲ့အချိန်မှာသူအသက်နိုင်ဆုံးတောင်းခံတယ်အမှန်ကန်ဆုံးသူနေတယ်ပျော်မကြတော့ဘူးဗျသူရဲ့ခုံပုတ်တွေအတွက်ငါဥပဒေကိုအလွဲသုံးစားလုပ်ပြီးငါလုံနိုင်မဲ့နီးလန်းနဲ့ငါမလွတ်ချင်ဘူးကားကိုခိုးသွားတာကားကိုသူများခိုးပြီးတော့တိုက်တက်သွားတယ်ဖြစ်ကောင်းဖြစ်နိုင်အကုန်လုံးအမှုစင်ပြီးသူလှုပ်ပေးလို့ရတယ်ပေါ့နော်သူသားအရန်တော်ရရှိနေလှုပ်ပေးလို့ရသူသားကအမားကိုတော့အမှန်ဖြစ်အောင်လုပ်ချင်တဲ့ကောင်မျိုးသူကသူ့ရဲ့စိတ်ကအဲ့လိုပုံစံမျိုးသူ့ဖေမှာတတ်တယ်တွေအကုန်လုံးကလည်းသူတတ်တယ်လို့ဖြစ်နေပြီသူကကိုယ်တိုင်လည်းအကုန်လုံးဝင်ခံတယ်သူတွားခဲ့တယ်အဲ့လူဒါပေမဲ့အဲ့လူကိုတိုက်တက်ခဲ့တာတခုပဲမှတ်မိဘူးဘောနော်သူကောင်းနေမှာသူကအဲ့ဒါတခုနဲ့ပဲတွားဒါပေမဲ့သူသားဘက်ကပြောတယ်အဲ့ဒါအဖေတတ်နေရပဲလေတဲ့အဖေတတ်တဲ့ပုံစံမျိုးဖြစ်နေပြီဘောနော်အဖေမှတ်မိတာဘယ်သူကယုံမှာတော့တဲ့သူကအဲ့လိုပြောတယ်ဘောနော်အမှုရင်ဆိုင်အဲ့လိုစကားတွေပြောရင်းနဲ့အချိန်ကြီးအတူကုံဆုံးရတယ်ဘောနော်အတူကုံဆုံးရင်းနဲ့ပဲသူသားဖားနှစ်ယောက်ကနီးကပ်လာတယ်တင်းမာမှုတွေရောကြတဲ့အချိန်မှာသူ့အဖေမှာကင်ဆာရောဂါရှိရဆိုတော့သိလိုက်တယ်သူ့အဖေကတော့လိန်နေကင်ဆာရောဂါကပျောက်မှာပေါ့နော်ဒါပေမဲ့ तू ကဆရာဝန်ကိုအတင်းအကျပ်မေးတယ်ပေါ့နော် तू သားမေးပြီးတော့မေးလိုက်တဲ့အချိန်မှာသူ့ဖေယောဂါမပြောင်းနိုင်ဘူးကင်ဆာယောဂါဆိုးရတဲ့ထဲမှာပါတယ်မှတ်ဉာဏ်တွေလည်းခြုံရင်းနိုင်တယ်ပေါ့နော်ဒီဆေးတွေသွင်းတဲ့အတွက်အဲ့မှာ तू သိလိုက်တာသူ့ဖေကဒုသမှုဖြစ်တဲ့အချိန်မှာမှတ်ဉာဏ်မရှိဘူးစိတ်လွတ်သွားတာ तू ခေါင်းထဲမှာမရှိဘဲနဲ့ तू ဖြစ်သွားတဲ့အရာပေါ့နော် तू သိလိုက်တယ်အဲ့လိုမျိုးပဲ तूအဲ့လိုမျိုးသိပြင်မဲ့လဲ तू လွတ်အောင်လုံးမဲ့နီးနဲ့သူ့ဖေကိုကောင်းအောင် तू ကြိုးစားတယ်ဒါပေမဲ့သူ့ဖေကပြောတယ်ပေါ့နော်ငါတဲ့တရားရုံးမှာရင်ဆိုင်တဲ့အခါမှာငါကားတဲ့အဲ့လိုတတိလက်လွတ်ဖြစ်သွားတာကိုတဲ့ငါစေးသွင်းတာကြောင့်တတိလက်လွတ်ဖြစ်တယ်လို့ငါကဝန်ခံလိုက်လို့ရှိရင်တဲ့အကျိုးစားကဘာဖြစ်သွားမလဲတဲ့အကျိုးစားကဘာဖြစ်သွားမလဲဆိုတော့ तू ကတရားသူကြီးအလုပ်ကိုလုံးနေတော့ကာလဒီစေးသွင်းလို့တတိလက်လွတ်ဖြစ်သွားတဲ့အဖက်တွေရှိနေ तू အမှုတွေကင်ခဲ့တဲ့အမှုတွေအကုန်လုံးကမများမတာတာတွေဒီလိုຢာတွေဖြစ်နိုင်တယ်လို့လူတွေကထင်သွားနိုင်တယ်ထင်သွားပြီးတော့ဒီလောက်ရက်ပေါ်မှာသူကင်ဆာယောဂါကိုလူတွေသိသွားလို့ရှိရင်သူအမှုတွေပေါ်မှာမများမတာနဲ့ပေါ့နော်ဖြစ်တယ်လို့တန်တရားဝင်ပြီးတော့လူတွေတန်တရားဝင်မှာသူစိုးရိမ်တယ်သူကုံသိက္ခာကိုထိခိုက်မှာသူကအရန်စိုးရိမ်တဲ့အတွက်ယောဂါရှိချောင်းမပြောဘဲနဲ့သူကအတတ်နိုင်ဆုံးငါတတိလက်လွတ်ဖြစ်နေတယ်အဲ့ချိန်မှာငါတတ်မိတာမအဲ့ဒါကိုတော့မသိဘူးလို့ပဲသူကပြောတယ်ဒါမှတရားရုံးမှာဖြစ်တဲ့အတွက်အကုန်လုံးကဒီလူကြီးကလိန်တယ်လို့ပဲထင်တာပေါ့နော်အဲ့ချိန်မှာသူသားကိုယ်တိုင်ပြောချပလိုက်တယ်ယောဂရှိလားမရှိလားဆိုမေးတဲ့အချိန်မှာသူ့ဖေကတရားရုံးမှာဖြစ်တဲ့အတွက်သူဖြေလိုက်ရတယ်ယောဂရှိတယ်သူသိလိုက်တယ်သူ့ဖေကထောင်ချတော့မှတေချာသွားပြီဆိုတော့သူသိလိုက်တယ်သိလိုက်တဲ့အချိန်မှာသူသားဘက်ကသူကြိုးစားတယ်ပေါ့နော်သူ့ဖေကို
အတတ်နိုင်ဆုံးအမှုရောအောင်အဲ့ဒီနီးပဲရှိတော့တယ်ကျွန်တော်အခုပြောမှာကဒီတရားသူကြီးတက်ခဲ့တဲ့လူအကြောင်းပေါ့နော်တရားသူကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်လောက်ကအဲ့ဒီလူနဲ့အမုန်းတရားဖြစ်ခဲ့တဲ့အရာတစ်ခုပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်လောက်ကအဲ့ဒီလူကဖလက်ဝဲဆိုတဲ့လူပေါ့နော်ဖလက်ဝဲဆိုတဲ့လူကဒီသမီးသားကိစ္စနဲ့အမှုရင်ဆိုင်ရတယ်ပေါ့နော်သူရဲ့အမျိုးသမီးငယ်ကိုသူကရိုက်နှက်လို့သူကအဲ့ဒီကောင်ကိုထောင်တလာပဲချခဲ့ထောင်တလာပဲချလိုက်တာဘာလို့ထောင်တလာပဲချလဲဆိုတော့ငယ်တယ်တစတူးတစ်စောက်ကံပေါ့နော်ထောင်တလာလောက်ချရင်ပြုတ်ပြင်ကောင်းပြုတ်ပြင်နိုင်တယ်ဆိုတဲ့စိတ်နဲ့ချခဲ့တယ်ဒါပေမဲ့ဒီကောင်ကထောင်ကထွက်လာပြီးတိတ်မကြောက်ခင်မှာပဲအဲ့ကောင်မလေးကိုတတ်ခဲ့တဲ့အတွက်သူ့စိတ်ထဲမှာသူ့ရဲ့ဆုံးဖြတ်ချက်ကမှားသွားပြီဆိုတဲ့စိတ်နဲ့ဒီကောင်ကိုမုန်းတီးခဲ့ပြီးတော့သူ့ကိုအနှစ်20လောက်ထောင်ချခဲ့တယ်ဖြစ်ချင်တော့အနှစ်20လောက်ထောင်ကလွတ်လာတဲ့နေ့မှာပဲသူ့မိန်းမအတူပါရက်မှာသူပူဆွေးနေတဲ့ကာလာရက်မှာပဲသူကအဲ့ဒီလူနဲ့တွေ့ခဲ့တယ်တွေ့ပြီးတော့မှတ်ညံတော့ကောင်းကောင်းတတိမရပြင်မဲ့အဲ့ဒီလူကတေသွားတယ်သူ့ရဲ့ကားမှာသွေးတွေဆွန်းနေတယ်အနေထားကအဲ့လိုဖြစ်သွားခဲ့တယ်ပေါ့နော်ဒါဇလန်ရဲ့အဓိကပေါ့အဲ့လိုဖြစ်သွားခဲ့တဲ့အမှုသူသားကောင်းကောင်းနားလေအချိန်မှာတရားရုံးမှာသူ့ဖေတခါတည်းမေးပြလိုက်တယ်သူ့ဖေကလူတမှုဖြစ်တာသိကြနေပြီအဲ့တော့သူ့ဖေအသက်နိုင်ဆုံးအမှုကိုအနှစ်ကိုပြစ်ဒဏ်ကိုအသက်နိုင်ဆုံးရော့အောင်လို့သူလုံးမရတော့မှဆိုတဲ့အတွေးနဲ့သူကပြောတယ်အဖေတဲ့ဒီလူအပေါ်မှာအသက်နိုင်ဆုံးတက်ညာခဲ့ပါတယ်တဲ့ဖေပထမအောင်ဆုံးပေါ့နော်ဒီလူကအမျိုးသမီးကိုရိုက်တဲ့အချိန်မှာဖေဘာဖြစ်လို့ထောင်တလာပဲချခဲ့တာလဲအချုပ်တလာပဲချခဲ့တာလဲဘာဖြစ်လို့ချတာလဲပေါ့နော်ဒီလူကအမျိုးသမီးကိုရိုက်တာပေါ့နော်အဲ့တက်ပို့မှုချလို့ရအဖေကတရားသူကြီးပဲငါအဲ့ဒီကောင်ဘလက်ဝဲကိုမြင်နေငါမင်းကိုမြင်လို့တဲ့ငါရဲ့သားလက်ဖြစ်တဲ့ဟန်ပေါ့နော်ငါမင်းကိုမြင်နေလို့သူ့ကိုမြင်ငါမင်းကိုမြင်နေရတယ်တူတယ်ပေါ့နော်တစတိုးတစောက်ခန်းပေါ့နော်ငါအချုပ်တလားလောက်ချလိုက်လို့ရှိရင်ပြုတ်ပြန်သွားမှာပါဆိုတဲ့စိတ်နဲ့ငါသူ့ကိုအဲ့လိုမျိုးလုပ်ခဲ့တာပေါ့နော်သူလည်းမပြုတ်ပြန်ဘူးတဲ့မင်းကလည်းတစတိုးတစောက်ခန်းပေါ့နော်အမားကိုအမှန်တိုင်းပုံကွက်နေပြီးတော့အဲ့လိုမျိုးပုံစံမျိုးလုပ်နေတယ်ပေါ့နော်မင်းတို့နှစ်ယောက်ကတူတူပဲတဲ့သူအဲ့လိုပြောပလိုက်တယ်အဲ့လိုမျိုးပြောလိုက်တော့တားဖနှစ်ယောက်ကြားထဲမှာပေါ့နော်ခံစားချက်တွေပြင်းထန်ကုန်တာဒါပေမဲ့သူသားလက်ကအတန်းအောင်ကြိုးစားပါတယ်သူ့ဖေကတရားမျှတမှုနဲ့တနာကျင်နာမှုရှိခဲ့တယ်ဆိုတာကိုလူတွေမြင်အောင်လို့သူကမေးကုန်ပေါ့နော်အဖေကတရားမျှတမှုရှိပြီးတော့တတ်နိုင်ဆုံးသူ့ကိုလှုပ်ပေးခဲ့တာပဲပေါ့နော်အဖေသူ့ကိုတတ်ခဲ့တာအဖေမသိဘူးတဲ့အဖေတတ်ခဲ့တယ်ဆိုတာယောဂကြောင့်ပေါ့နော်အဖေစိတ်လို့တဲ့ယောဂကြောင့်ဆိုတဲ့ပုံစံမျိုးနဲ့သူကအတတ်နိုင်ဆုံးခြေပသွားခဲ့တယ်အနည်းငယ်ပဲထောင်ကျသွားတယ်ပေါ့ထောင်ကျတဲ့အချိန်မှာမိန့်ကြသွားတဲ့အချိန်မှာသူလည်းငိုကြွေးရတယ်ပေါ့နော်သူ့ဖေတောင်းကျသွားတဲ့အတွက်တကယ်တမ်းဆိုရင်သူ့ဖေကသူပြောတဲ့အတိုင်းပေါ့နော်ဘလို့ပြောအဲ့လိုမျိုးဒါအကောင်းဆုံးပေါ့နော်သူဇက်တိုက်တယ်လို့ဒါမျိုးလုံနိုင်ခဲ့လို့ရှိရင်သူဒီအမှုကိုသူနိုင်တယ်သူ့ဖေလည်းထောင်ကျစရာမလိုဘူးတိုးတော့ဒါပေမဲ့လူသားမှုကတိတာထင်ရှားနေတဲ့အမှုကိုသူ့ဖေကလွတ်အောင်လုံနိုင်ခဲ့လို့ရှိရင်ဂုံတိတ်ခါတွေတော့သွားပြီဗျအဂုံတိတ်ခါတွေအကုန်လုံးမီးနဲ့လောင်ကျွမ်းကုန်ပြီတရားမျှတမှုကိုလွဲသုံးစားလှုပ်သွားတယ်ပေါ့နော်ဒါပေမဲ့သူ့ဖေကအဖြစ်မခံဘူးငါတတိမေးတဲ့အချိန်မှာငါတက်ပစ်ခဲ့တယ်ရတယ်ပေါ့နော်ငါနားလေငါတတိမေးတဲ့အချိန်မှာငါတက်ကောင်းတက်နိုင်တယ်ငါတက်ချင်တဲ့စိတ်လည်းငါရှိတယ်ဒီကောင်ငါမုန်းတရားလည်းငါရှိတယ်ဒါပေမဲ့ငါမသိခဲ့ဘူးငါမသိတဲ့အချိန်မှာငါသူ့ကိုတက်တာဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုမျိုးဆိုတဲ့စိတ်နဲ့ဝန်ခံခဲ့ဖြစ်ကောင်းဖြစ်နိုင်ခဲ့တယ်ဆိုတဲ့စိတ်နဲ့ဝန်ခံခဲ့တာဖြစ်တဲ့အတွက်တကယ်ဆိုဝန်မခံလည်းရတယ်သူမှမသိခဲ့တဲ့အရာဒါပေမဲ့ဝန်ခံခဲ့တယ်တက်နိုင်တော့ဂုံတိတ်ကရှိစွာနဲ့ဝန်ခံခဲ့တဲ့ဒါပေမဲ့သူထောင်ချခံလိုက်တယ်သူဂုံတိတ်ကတွေကိုဆက်လက်ရှင်းတန်းစေခဲ့တယ်ထောင်ချပလိုက်တယ်ဒီအမှုရင်ဆိုင်နေတဲ့ကာလမှာသူတို့တာဖနေမဲ့စကားဝိုင်းတွေတခုရှိတယ်အားကြရတဲ့ရှေ့နေတွေပေါ့နော်တရားသူကြီးရှေ့နေတွေရွေးတာပေါ့နော်မင်းအားကြအဆုံးလူကဘတူတယ်တဲ့ဒီလုပ်ငန်းထဲမှာပေါ့နော်ဒီနယ်ပယ်ထဲမှာအဲ့နဲ့သူပြောလိုက်တဲ့ရှေ့နေကအရှုံးမရှိတဲ့ရှေ့နေပေါ့နော်တားလိုက်ခဲ့ဒီဟန့်ခဲ့ရွေးချယ်လိုက်တဲ့ရှေ့နေကအရှုံးမရှိတဲ့ရှေ့နေသူ့ဖေကရွေးချယ်လိုက်တဲ့ရှေ့နေကကြတော့အရှုံးရှိတယ်ဗျအရန်ရှုံးတယ်ဒါပေမဲ့တရားမျှတမှုနဲ့တမတ်ကြတယ်ပေါ့နော်အနစ်နာခံနိုင်တယ်အဲ့လိုလူကငါသဘောကျတယ်ကွာဆိုတော့အဲ့လိုပြောတော့ဒါပေမဲ့သူ့ဖေတရက်ကျနောက်ဆုံးမှာထောင်ကလွတ်လာတဲ့အချိန်မှာသူတို့နှစ်ယောက်ကြားတင်းမာမှုဖြစ်တဲ့သူသားကြီးကြောင်ပြောတယ်ပေါ့နော်ငါသားကြီးကိုတဲ့ငါ baseball သမားတယောက်တကယ်ဖြစ်စေချင်ခဲ့တာတဲ့သူသားလည်းလုပ်ခဲ့တာကြောင့်သူအဲ့ဒီကြောင်တွေသူမပြောတော့ဘူးပေါ့နော်သူစံထားထဲမှာအဲ့ဒါလေးကြောင့်တင်းမာခဲ့ဆိုတဲ့အနေထားလေးပေါ့နော်သူအဲ့လိုလေးစကားလေးစပြောတယ်ပြီးရင်ငါအားကြတဲ့ရှေ့နေကဘာလို့လဲမင်းသိလားတဲ့ငါမင်းအမှန်တိုင်းပြောပြမယ်တဲ့အဲ့နဲ့သူကပြောပြလိုက်တယ်အဲ့ဒါမင်းပဲတဲ့သူသားလက်ကိုသူကိုယ်တိုင်ပြောပြလိုက်တယ်ဘာလို့ဆိုတော့သူသားလက်ကအမားကိုအမှန်ဖြစ်အောင်လုပ်နိုင်တယ်သူ့ကိုလွတ်အောင်လုပ်ပေးနိုင်ပေမဲ့အမှန်တရားအတိုင်းပဲအရှိကိုအရှိတိုင်းပဲဖြစ်သွားအောင်
သူ့အမှုကိုလှုပ်ပေးခဲ့တဲ့အတွက်သူ့သားကိုသူကမင်းကအတော်ဆုံးရှိနေပါပဲတဲ့အကြောင်းရင်းကတော့သူလုံနိုင်တယ်ဗျာသိလားအမှုကိုလွတ်အောင်လုံနိုင်ပေမဲ့တရားမျှတမှုဘက်ကိုသူရွေးချယ်ခဲ့တယ်ပေါ့နော်သူ့ရဲ့ပညာအစုံကိုထုတ်သုံးပြီးတော့မကောင်းတဲ့နီးပေါ့နော်ဂုံသိက္ခာမဲ့တဲ့နီးရနဲ့သူလှုပ်လို့ရပေမဲ့ဂုံသိက္ခာရှိစွာပဲဒီတရားခွင်ကိုအကောင်းဆုံးချပေးနိုင်ခဲ့တဲ့သူ့သားကိုသူဂုံယူတဲ့အနေနဲ့မင်းကငါအားကြတဲ့ရှိနေပေါ့နော်သူအဲ့လိုပုံစံမျိုးသူ့သားကိုသူပြောခဲ့ပြောအနေနဲ့သူသားငါးလေးဖမ်းနေငါးမိရပေါ့နော်အဲ့လိုပုံစံဖြစ်နေတဲ့အချိန်မှာသူဖေကိုကြည့်လိုက်တဲ့အချိန်မှာလေလေးပေါ်မှာစကားပြောနေရအောင်ငါးဖမ်းနေနဲ့ကြည့်လိုက်တဲ့အချိန်မှာသူဖေကအဲ့လေလေးပေါ်မှာငုတ်တုတ်လေးနဲ့ဆုံးပါသွားတယ်ပေါ့နော်ဇလန်းလေးကတော့ဒီလောက်ပါပဲဒီဇလန်းကျွန်တော်ပြောချင်တာအဲ့လိုတရားစီရင်မှုပေါ့နော်ကျွန်တော်တို့ဘဝမှာကောင်းလာခဲ့တဲ့အရာတွေအဲ့လိုအရာတွေအကုန်လုံးကကျွန်တော်တို့စိတ်ရင်းစိတ်ကောင်းတယ်ကောင်းခဲ့တာလားပေါ့နော်ကောင်းခဲ့တယ်ဆိုရင်ကျွန်တော်တို့အရှုံးမပေးသင့်ဘူးကျွန်တော်တို့ဒုက္ခတွေကြုံလာလဲကျွန်တော်တို့ကောင်းတဲ့စိတ်နဲ့ပဲပေါ့နော်အဲ့ဒါဒီအကုန်လုံးတဲတဲ့ရေသွန်တော့မလုံးသင့်ဘူးလို့ကျွန်တော်ထင်တာပဲဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းလုံးနိုင်မလုံးနိုင်မသိပါဘူးဒါပေမဲ့ဒီဇလန်းကိုကြည့်ရင်လည်းကျွန်တော်တွေးခဲ့တဲ့အတွေးလေးတွေကိုမျှဝေခြင်းဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျ